အားလုံးပဲမင်္ဂလာပါရှင် Daily News Channel ကလည်းပြန်လည်ကြိုဆိုလိုက်ပါရရှင် PDF ရဲ့ပေါ်တွေရဲ့အုပ်ကူတွေပေါ်မှာဖက်နှက်တက်စီပြီးအုပ်ကူတွေကိုဖြိုချပစ်ဖို့ပြောဆိုခဲ့တဲ့အကြံဖက်စစ်တရဲ့ lobby ကြိုဆိုအုပ်ကူဖန်ဆီးနိုင်ပါကပြည်သူတွေကတိမ့်300ကျပ်စုချင်းမြတ်မှာဖြစ်ပါတယ်လို့သိရပါတယ်စစ်ကောင်စီ lobby ကြိုဆိုဦးနဲ့အဖွဲ့ဟာစစ်ကောင်စီတက်အကူအညီနဲ့မတရားစင်ကူမျိုးနေတွေရှိမန္တလေး PDF နဲ့တော်လိုင်းရေးအားစုတွေယာယီဆုတ်ခွာပေးလိုက်တဲ့နေမြေအချို့မှာတွားရောက်ပြီးအခုလိုပြုလုပ်ခဲ့ကြတာပါစစ်တပ် lobby ကြိုဆိုဦးက PDF တွေရဲ့ကူပိတ်မှန်ပေါ်ဖက်နဲ့တက်ပြီးကျွန်တော်ကရှူကြိုးကိုချီတာတောင်မှပရက် PF တွေရဲ့အုတ်ကူမလာချီတာရှမ်းမြောက်ကပလောင်တွေရဲ့နေရာကိုလည်းဒီပနဲ့နဲ့တွားနေတာအမြတ်ပြည်သူနဲ့မတင့်တယ်တဲ့နေရာမှာဒါတွေကဘက်ဖို့နဲ့ကုတ်ပြီးဖြိုရမှာဒါတွေကသမိုင်းဆိုးတွေကိုနောက်လူတွေလက်စင်ကလို့မရဘူးစသဖြင့်ပြောဆိုခဲ့ပါတယ်အဲ့ဒီလိုလုပ်ခဲ့တဲ့အပေါ်ဒေါ်လာရေးပြည်သူလူထုကအပြစ်အထန်ပြစ်တင်ဝေဖန်ပြောဆိုနေကြတာဖြစ်တယ်လို့စစ်တပ် lobby ကြိုးစုဥကိုဖမ်းဆီးနိုင်တဲ့အဖွဲ့ကိုလည်းပြည်သူလူထုတွေကစုစုပေါင်း300ကျပ်စုချင်းမြင့်သွားမှာဖြစ်တယ်လို့ဆိုပါတယ်ကြိုးစုဥကိုဖမ်းနိုင်မြန်မာနိုင်ငံထိပ်က PDF အဖွဲ့တွေကိုပေါ့နော်ကျွန်တော်မြန်မာငွေ300ကျပ်စုချမေပြဒီကောင်ရဲ့အလုပ်ရကတော့တအားကြီးကိုမှများသွားပြီတည်သွားသူရဲ့အုပ်ကူမှာဖက်နဲ့တက်စီတယ်ဆိုတဲ့ထက်ကများသွားပြီအဲ့ဒါကြောင့်ကျော်စုဥကိုဖမ်းနိုင်တဲ့သူကိုကျွန်တော်အပအဝင်ကျွန်တော်တို့ပြည်သူတွေစုချမယ်300စုချမေပြကျော်စုဥကိုဖမ်းစီခြင်းတဲ့သူတွေအပဝင်ကူညီလို့ရပါတယ်ဗျာ MC ဒေဇာကသူ့ရဲ့ Facebook စာမျက်နှာမှာကြေညာထားတာပါတအပြင်အကြံဖက်စစ်တက် lobby ကြိုဆိုဥကိုဖမ်းဆီးနိုင်သူကို300ကျပ်စုချင်းမြင့်မယ်လို့တီးပေးချင်ရခဲ့ပြီးနောက်2နာရီအတွင်းပြည်သူတွေကဝိုင်းဝန်းကူညီခဲ့မှုဟာ390ကျော်ရရှိသွားပြီဖြစ်တယ်လို့လက် MC ဒေဇကအတည်ပြုထားတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်လမ်းတစ်လျှောက်မှာပေါ့သူတို့ဒီဘန်ကာတွေခိုင်ခိုင်မာမာတွေလောက်တာမနေဘူးပဲတကြောလုံးပဲအစင်ကူးမျိုးအဝင်တို့တပေကြီးမျိုးအဝင်တို့တကြောလုံးပဲကျွန်တော်တို့မန်လေးမြကြီးနားလမ်းပိုင်းပေါ့ဗျအဲ့ဒီမှာလည်းတဘုံအများကြီးပဲသူတို့ရဲ့အုတ်ကူတွေရောပြီးရင်ကျွန်တော်တို့သူတို့ရဲ့ဒီနှစ်ထပ်ဘန်ကာတွေရောမြေအောက်ဘန်ကာတွေအများကြီးပဲတောက်လျှောက်တွေ့ရတယ်ပြီးရင်ကျွန်တော်ကြေးဝါရီထဲမှာဆိုလဲသူတို့ဝင်ဖောက်ထားတာမနေဘူးပဲတကြောလုံးပဲအဲ့မှာခင်ဗျားတို့ခင်ဗျားသွားကြည့်ခင်ဗျာပိုးတော်ရင်နာအောင်ပဲဗျကျွန်တော်ဆိုးရတော့မိုက်ရမ်းပဲဗျအဲ့တော့ဗျာကျွန်တော်ကဒီအကြမ်းဖက်သမားတွေအုပ်ကူကိုကျွန်တော်ကခြေထောက်နဲ့နင်းတယ်ကျွန်တော်ဖက်နှက်စီးရလေဘာဖြစ်လဲဖက်နှက်ချီရလုံးမဆက်လုံးမဆက်လုံးမနော်ဆက်လုံးမဟုတ်ပြီလားအဲ့တော့ဗျာအဲ့လောက်နားတဲ့လူတွေကျွန်တော်ပြောပါမယ်အဲ့မှာအုပ်ကူတွေရှိတယ်ဘယ်သူဝယ်မလဲဘယ်သူကယူမလဲယူရင်ဟိုပြောကားနဲ့တခါတည်းတိုက်ပြီးတော့မင်းတို့အိမ်ကောင်းကြီးမှာထားပြီးတော့အဲ့မှာညာတိုင်းဥတင်ကြော့နော်ဟိုဖြစ်ရင်အဲ့မှာယူမဲ့အဖွဲ့တွေပြောအုပ်ကူတွေပေးလိုက်မယ်တင်ချိုင်းကုန်းနေရာမှာပဲရှိရမှာလေဗျာဘာဖြစ်လို့ဒီလမ်းမကြီးဖေးလာလုံးနေတာဘာလဲလမ်းမကြီးမှာဘာလာလုံးနေတာတော့အဲ့မှာဗျာကျွန်တော်တို့ကမိန်းလမ်းမကြီးနဲ့ဒီရွာတွေနဲ့ချိတ်ဆက်ထားတဲ့အစုံတွေမှာသူတို့အုပ်ကူတွေအများကြီးပဲအုပ်ကူတွေထီလို့နားတယ်ဆိုရင်ကွာအဲ့မှာသွားပြီးတော့မှမင်းတို့ဟွာလုပ်လိုက်မင်းတို့အိမ်မှာထားကြော့ညာတိုင်းကြော့ယူမလားယူမဲ့လူရှိပြောဟိုအဲ့လောက်ကြီးဟွာပြင်တင်ချိုင်းကုန်းမှာထားမှာလေနော်ဒါကမင်းတို့ရဲ့အနေထားငါတို့ကလူကောင်းသူကောင်းနေသေးတာမဟုတ်ဘူးလူယုံမာတွေသေးတာလူယုံမာတွေအဲ့မှာဗျာကျွန်တော်အဲ့မှာသွားတော့အဲ့မှာဒီစင်ကူးဘက်မှာအကြမ်းဖက်အုပ်စုတွေကမလုပ်ထားလဲဆိုတော့သူချိတ်ပိတ်ထားတယ်တဲ့ဒီမှာအိမ်ဒီမှာသူတို့ကချိတ်ပိတ်ထားတယ်ဆိုတော့